ပေးမဲ့ပေါက်ကလေးကတော့81ကနေထွက်ရှိထားတဲ့6လက်မကွယ် speaker နှလုံးအလဲလေးပဲဖြစ်ပါတယ်။သူ့မှာဆိုရင်ဒီလိုမျိုး wireless mic နှလုံးပါဝင်ပါတယ်။ပါဝင်တဲ့အပြင်ကိုမှသူက mic ပေါက်လေးတစ်ပေါက်ပါဝင်ပါတယ်။သူ့မှာဆိုရင် mic အတန်အတိုးချက်ခလုတ်လေးပါမယ်။ bass အတန်အတိုးချက်ခလုတ်လေးပါမယ်။ treble အတန်အတိုးချက်ခလုတ်လေးပါမယ်။ mic echo ချိန်တဲ့ခလုတ်လေးပါမယ်။ mic delay အတန်လေးပါမယ်။ mic rubber အတန်လေးပါမယ်။ဒါကတော့အတန်ပေါ့နော်။အတန်ဟိုမှာ bass အတန်တချင်းပေါ့နော်တချင်း base အတန်တချင်း travel တန်ဒီကကြတော့တချင်းဟိုမှာအတန်တိုးချက်ခလုတ်လေးဖြစ်တယ်ဒါလေးကတော့မိုက်ပေါက်ပေါ့မိုက်ပေါက်ကိုမှဂီတာပေါက်နဲ့လည်းဂီတာပေါက်အနေနဲ့လည်းသုံးလို့ရတယ်ဒါလေးကတော့ audio ပေါက်လေးဒါလေးကတော့ radio တို့ line လို့မှုပြောင်းတဲ့ခလုတ်လေးဒါလေးကတော့ရှေ့ကျော်ဒါလေးကနောက်ကျော်ဒါလေးကခလိန်မှာရက်တဲ့ခလုတ်လေးပါမယ် mic PRN ခလုတ်လေးပါမယ်သူက bluetooth နဲ့အသုံးပြုလို့ရတယ်လို့ TF တို့ USB ကတ်တို့နဲ့လည်းအသုံးပြုလို့ရတယ်ဒါလေးကတော့သူ့ရဲ့အာသွန်ပေါက်ကတော့ DC 9ဖို့ဖြစ်ပါတယ်ဒါလေးကတော့ power ခလုတ်အဖွင့်ပိတ်လေးပဲဖြစ်ပါတယ်ဒီကောင်လေးကိုမိုက်လိုပါကဘိုက်ပါဖုန်းနံပါတ်ဖြစ်တဲ့3993393940 မှာဆက်သွယ်မှနိုင်တယ်လို့ Mokit online shop Facebook page messenger နဲ့လည်းဆက်သွယ်မှနိုင်ပါတယ်ရှင်